မင်္ဂလာပါဒီနေ့စုံမဲ့တချင်းလေးကတော့တေးဆရာစလိုင်းတော်နာရေးဆက်ထားတဲ့ချစ်တဲ့တောင်စလန်းနဲ့ချင်းတောင်တန်းလို့မြည်ရပါတယ်ဒီတချင်းလေးဟာဆိုရင်1986ကနေရေးဆက်ထားပြီးတော့ဒီနေ့2026မှာဆိုရင်50ပြည့်ဖြစ်ပါတယ်အမတ်တရားအနေနဲ့လည်းဆိုခွင့်ရတယ်တေးဆရာလည်းခွင့်ပြုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးရပြီးသားဖြစ်မယ်လို့မျှော်လင့်တဲ့အတွက်အားလုံးကိုသူတို့ဆိုဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်အားလုံးကျေးဇူးများတင်ပါတယ်